ပုဂံမြို့ဟာမြန်မာနိုင်ငံရဲ့အထင်ကရသမိုင်းဝင်မြို့တစ်မြို့ဖြစ်ပြီးဖျားပေါင်းထောင်ကြီးရှိတဲ့နေရာတစ်ခုပါနေဘက်ဒီမှာတော့ခရီးသွားတွေအများကြီးလာရောက်ကြပေမဲ့ညဘက်ရောက်လာတဲ့အချိန်မှာတော့ပုဂံမြို့ဟာအလွန်တိတ်ဆိတ်သွားပါတယ်ဒီလိုတိတ်ဆိတ်တဲ့ညတွေမှာလူတွေကြားမှာပြောနေကြတဲ့ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုရှိပါတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပုဂံဖျားဟောင်းတဆူမှာလုံခြုံရေးအလုပ်လုပ်တဲ့လူတစ်ယောက်ရှိပါတယ်သူ့တာဝန်ကတော့ညဘက်မှာဖျားပတ်ဝန်းကျင်ကိုစောင့်ကြပ်ရတာပါတညမှာတော့လေတိတ်ဆိတ်ပြီးလက်အလင်းနေတဲ့ညတညဖြစ်ပါတယ်ညတန်းကောင်အချိန်လောက်ရောက်လာတဲ့အချိန်မှာသူကဖျားပေါ်ဘက်ကနေလမ်းလျှောက်လာတဲ့အတန်းတစ်ခုကြောင်းလိုက်ပါတယ်အစမှာတော့ခရီးသွားတစ်ယောက်လာလို့ထင်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ကဖျားပိတ်ထားပြီးလူမရှိတဲ့အချိန်မှာဒါကြောင့်သူကမီးတိုင်ယူပြီးအတန်းထွက်တဲ့ဘက်ကိုတဖြည်းဖြည်းသွားကြည့်လိုက်ပါတယ်ဖျားလေကအမီးကိုရောက်တဲ့အချိန်မှာတော့သူမြင်လိုက်တဲ့အရာကြောင့်ချက်ချင်းတုန်လှုပ်သွားပါတယ်ဖျားပေါ်ကနေဖုံးတော်ကြီးတစ်ပါးဆင်းလာနေတာကိုတွေ့လိုက်ရပါတယ်ဖုံးတော်ကြီးကအေးအေးဆေးဆေးလမ်းလျှောက်ဆင်းလာနေပေမဲ့ထူးဆန်းတာတစ်ခုရှိပါတယ်သူ့ရဲ့ခြေထောက်တွေမြေကိုမထိပါဘူးလေထဲမှာလှုပ်ရှားနေတယ်လို့တဖြည်းဖြည်းဆင်းလာနေပါတယ်လုံခြုံရေးဝန်ထမ်းကအရန်ကြောက်သွားပေမဲ့တက်တိယူပြီးမေးလိုက်ပါတယ်ဖုံဖုံဘယ်သွားမလို့ပါလဲအဲ့ဒီအချိန်မှာဖုံးတာကြီးကသူ့ကိုတစ်ချက်ကြည့်ပြီးအတန်တိတ်တိတ်နဲ့ဒီလိုပြောပါတယ်ဒီဖျားကိုငါစောင့်နေတယ်အဲ့ဒီစကားကိုပြောပြီးတာနဲ့ဖုံးတော်ကြီးရဲ့ကိုလုံးဟာမီးတိုင်အလင်းထဲမှာတဖြည်းဖြည်းပျောက်သွားခဲ့ပါတယ်အမလေးဘုံကြီးတရားပြုတ်ကဲကြပါလုံခြုံရေးဝန်ထမ်းကတော့ကြောက်လန့်ပြီးအဲ့ဒီနေရာကနေထွက်ပြေးသွားခဲ့ပါတယ်နောက်နေ့မနက်မှာဒီအကြောင်းကိုရွာသားတွေကိုပြောပြလိုက်တဲ့အခါရွာသားအဟောင်းတယောက်ကအံ့ဩစရာတစ်ခုပြောပြခဲ့ပါတယ်အဲ့ဒီဖျားကိုလွန်ခဲ့တဲ့200ပေါင်းများစွာကဖုံးတော်ကြီးတစ်ပါးကဦးစီးပြီးတိဆောက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်သူဟာဖျားကိုအယမ်းမြတ်နိုးလွန်းတဲ့အတွက်တေပြီးတဲ့နောက်မှာတော့ဒီဖျားကိုစောင့်နေစေဖြစ်တယ်လို့ရွာသားတွေယုံကြည်နေကြပါတယ်အဲ့ဒီအချိန်ကစပြီးညဘက်ရောက်လာတဲ့အချိန်မှာဒီဖျားဘက်ကိုတွားရဲတဲ့သူမရှိတော့ဘူးလို့ပြောကြပါတယ်ဒါဆိုရင်ပကံဖျားဟောင်းနေကြမှာတကယ်ပဲဖုံးတော်ကြီးရဲ့ဝိညာဉ်ရှိနေသေးသလားဒါမှမဟုတ်လူတွေကြားပါတန်တရည်တစ်ခုပဲလားဒီမေးခွန်းရဲ့အဖြေကိုတော့ယနေ့ထိဘယ်သူမှမသိသေးပါဘူး